မင်းနေတဲ့တတ္တဝါတို့အတွက်အပေပုံဟာအမြဲနေရတဲ့မင်းနေတဲ့လူကိုပြောတာမမင်းတဲ့လူမပါဘူးနော်အဲ့လိုဆိုရင်မင်းနေတဲ့လူအတွက်အပေပုံဟာအမြဲနေရအိမ်ဆိုတဲ့စကားလေးကိုလည်းတဘာဝကြကြနော်နားလည်နိုင်ဖို့လက်ခံနိုင်ဖို့လိုတယ်ဘာလို့လို့မင်းနေတဲ့လူအတွက်အပေပုံဟာအမြဲနေရအိမ်လို့ပြောရတယ်လေသူပြောလိုက်တိုင်းဦးဇင်းတို့ကနားမလည်ဘဲနဲ့ဘုရားဘာသာလက်ခံရမယ်လို့မဆိုလို့ဟုတ်လားဆိုကြပါစို့သတိမရှိဘဲနဲ့ခပ်ပေါ့ပေါ့နေမယ်ဆိုရင်အဲ့ဒီအနေအထားမျိုးမှာဘာတွေပဲဖြစ်နေမလဲစိတ်ထဲမှာလောဘဒေါသမောဟပဲဖြစ်မှာတော့သတိမရှိဘူးဆိုရင်တွေ့ကြုံနေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီတဘာဝနဲ့ပတ်သက်ပြီးတော့အမှန်ကန်သိမှုရှိမလားအဲ့ဒါကိုဘာလို့ခေါ်လဲမောဟဟုတ်တယ်မို့လားမြင်တော့မြင်နေရတယ်ဒီဟာရဲ့တဘာဝကိုမသိကြားတော့ကြားနေရတယ်ဟုတ်လားဒါရဲ့အမှန်ကိုမသိမတည်မြဲမှုဆိုတဲ့အမှန်ကိုသိတဲ့ပညာကပါမလာဘူးဟုတ်လားမြင်လဲရတယ်ကြားလဲရတယ်စားတော်ရတယ်တွေ့ရထိရတယ်ဟုတ်လားဒါရဲ့အမှန်ကိုသိမှုမပါဘူးဘာတွေနဲ့သွားနေတော့မြင်တိုင်းကြားလိုက်ဦးဇင်းတို့ကဘာလဲသွားနေတော့ကောင်းတယ်ထင်ရဲ့ကြိုက်မယ်မကောင်းဘူးထင်ရဲ့ဒေါသဖြစ်ဒီအခြေအနေမှန်ရဲ့သဘောတဘာဝကိုမသိတာကမောဟမသိတဲ့အတွက်ကြောင့်ကောင်းတယ်ထင်ပြီးတော့လိုချင်တာကလောဘဟုတ်တယ်မဟုတ်လားမကောင်းဘူးထင်တဲ့အခါမျိုးမှာစိတ်တူတာကဒေါသလောဘနဲ့ဒေါသကတော့ရံဖန်ရံခါမှပဲဖြစ်တယ်မောဟကတော့အိမ်ရှင်လို့ကိုပဲအမြဲတမ်းတက်ဆွဲရတယ်ဘာလို့တော့တတိမရှိဟုတ်လားမိမိရော့ရော့နေလို့ရှိရင်မောဟအမြဲတမ်းရှိတယ်မောဟရှိနေတာနဲ့မြမောဟကတကားပေါက်ကြီးဖွင့်ပေးထားတယ်လောဘနဲ့ဒေါသမင်းတို့ကြိုက်တဲ့အချိန်မှာဝင်ခဲ့ကောင်းတယ်ထင်တဲ့အချိန်နဲ့လောဘကဝင်ချလာမယ်မကောင်းဘူးထင်တဲ့အချိန်တွေမှာဒေါသဝင်ချလာအဲ့လိုဆိုရင်ဦးဇင်းတို့တတိမရှိဘဲနဲ့နေတဲ့အချိန်တိုင်းမှာလောဘဒေါသမောဟနဲ့နေတယ်ဆိုတာအရင်မှမထင်ရှားဘူးလားလောဘဒေါသကတော့ရံဖန်ရံခါမှဟုတ်လားမောဟကတော့အမြဲတမ်းလိုရှိအဲ့လိုဆိုရင်ပိဿတို့ရဲ့ခေါင်းထဲမှာလည်းပဲလောဘဒေါသမောဟဆိုတဲ့မျိုးစေ့ဟာဘလို့အပင်ကိုပေါက်စီမလဲဆိုတဲ့ခွဲတန်းကလေးကပိဿတို့နားလည်ထားပြီးသားလောဘနဲ့သိဘာဖြစ်လို့ကြောက်ပြိတ္တာဖြစ်ဒီကလေးကစားကြောက်လို့နော်ဒေါသနဲ့သိငရဲဖြစ်မောဟနဲ့သိအိဆံဖြစ်ဒါလေးကိုလည်းသဘာဝကြကြလက်ခံနိုင်ဖို့လိုသေးတယ်ဆိုကြပါစို့လောဘဆိုတာဘယ်လိုသဘောရှိတော့လောဘဆိုတာစားလောင်မှုသိတဲ့သဘောရှိတယ်အာယုံကိုစားတာသမင်းစားသလိုရေးစားသလိုစားတာတစ်ခါတည်းဟုတ်တယ်ဒါကြောင့်ပိပါဒဆိုတဲ့စကားလုံးနဲ့လည်းမြတ်စွာဘုရားလောဘကိုပုံဖော်ဟောတာရှိတယ်ပိပါဒဆိုတာစားလောင်မှုသိခြင်းမူရိယာကလေးပါလိမ့်မယ်ကြည်ကလေးမိညံပြတ်သွားတယ်ဆိုဘလောက်စားတော့ဒုက္ခကိုအကြီးကျယ်ရောက်ဟုတ်လားစားတာနော်မကြားရမနေနိုင်မကြည့်ရမနေနိုင်စားတာလောဘဆိုတာဘယ်လိုသဘောရှိလဲစားတဲ့သဘောရှိဒါနဲ့ရင်ပြိတ္တာဆိုတာကဘယ်လိုဘဝမျိုးလဲစားနေတဲ့ဘဝပဲလေဟုတ်တယ်မဟုတ်လားစားလောင်မှုသိနေတဲ့ဘဝပဲလေပြိတ္တာဆိုတာစားနေတဲ့သဘောကစားနေတဲ့ဘဝကိုဖန်တီးတာမဆန်းကျင်တယ်လို့ဆိုနိုင်တယ်လေဟောတဘာဝကြကြလို့တွေးရမှာနော်ဟုတ်လားအဲ့ဒါလို့ဆိုရင်ဆက်ပြီးတော့စဉ်းစားဒေါသဆိုတာအလွန်မှပူလောင်တဲ့သဘောရှိတယ်ညနာတွေဘာတွေတန်းပြက်တချို့ဆိုရင်ဇောသိကြည့်လိုက်ရင်ဇိုးဇတ်တွေတုံချွေးချွေးပေါက်တွေထွက်ဟုတ်လားတွေးလို့နှလုံးတို့ဉာဏ်ရှိရင်ရုပ်တရက်တချို့အသက်ပါထွက်တော်တာတောင်ရှိအရင်နှိမ့်စစ်တဲ့တရားတန်ချက်ကပြင်းထန်ပူလောင်လုံးအားကြီးလို့ဒေါသကပူလောင်တဲ့ဒေါသသည်ဘလို့ဘဝမျိုးကိုဖန်တီးမလဲပူလောင်တဲ့ငရဲဘဝကိုဖန်တီးမယ်ငရဲဘဝပူဆုံးမယ်အဲ့လိုဆိုရင်ပိဿတို့ကရိပ်မိပြီဘာမှမသိတဲ့မောဟတိဘာမှမသိတဲ့တိဋ္ဌာဘဝကိုဖန်တီးတယ်ဘလို့တဘာဝကြဟုတ်လားဒါကြောင့်အပ္ပမာဒနဲ့မနေနိုင်သမျှကလပ်ပတ်လုံးဟုတ်လားပမာဒဆိုတဲ့မေ့လျော့မှုလွှမ်းမိုးပြီးတော့နေသမျှကလပ်ပတ်လုံးလောဘဒေါသမောဟနဲ့အချင်းကုန်ပဲလောဘဒေါသမောဟသည်ဘာအပင်ကိုပေါက်စေမဲ့မျိုးစေ့လေအပေပုံဆိုတဲ့အပင်ကိုပေါက်စေမဲ့မျိုးစေ့ဒါကြောင့်ဓမ္မတက္ကရာဆရာကြီးကပြောတာနော်မေ့နေရင်တော့အဲ့ဒီလူအတွက်အပေပုံဟာအမြင်နေရအိမ်ပဲအချိန်တန်ရင်အိမ်ပြန်ရမယ်ဆိုတဲ့စကားတစ်ခုရှိရဲ့နော်အချိန်တန်ရင်ကိုပြန်ရမယ့်အိမ်ဟာဘလို့အိမ်လဲဆိုတာကိုတွေးကြည့်ဖို့လိုမယ်ဇုပုံမှာမူတည်မတော့ကိုပုံမှာမူတည်မှာနော်ကိုကမိမိရောနေမယ်ဆိုတော့ကိုပြန်ရမယ့်အိမ်ဟာအပေပုံပဲမိမိရောမနေဘူးသတိလေးနဲ့နေမယ်တကယ်ကိုဂရုစိုက်ပြီးတော့နေမယ်ဆိုရင်တော့ကိုပြန်ရမယ့်အိမ်ဟာအပေပုံမဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ကိုပြောချင်တာကအကုသိုလ်အကြီးတွေကိုလုပ်နေမှဆင်းရဲဒုက္ခအကြီးကြီးဖြစ်အောင်လုပ်ရရောက်တဲ့အတွက်ကြောင့်ကိုဟာကိုယ့်ရန်သူဖြစ်သေးတာမဟုတ်သေးဘူးမိမိရောပေါင်းစားလာနေမယ်ဆိုရင်လည်းအနာဂတ်ကိုအယုဆိုးအကြီးတက်အောင်ကြိုတင်ပြီးတော့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုဟာကိုယ့်ရန်သူဖြစ်နေစေပဲ